ဝင်မယ်ပေါ့နော်မနက်ပြန်တစ်ပတ်ကဆိုရင်ကျွန်တော်တို့နာဆာနဲ့လွတ်တင်လာတဲ့လူလေးဦးကဘာမြေကြီးကိုပြန်လဲရောက်ရှိတော့မှာပေါ့နော်10ရက်နေ့ပေါ့နော်လာကဘာဘောလေးလာတွားတဲ့လူလေးဦးပေါ့နော်ဒါကျွန်တော်ဒီနာဆာကနေပြီးတော့လွတ်တင်လာရပေါ့နော်တချို့လူတွေအမြင်ကတချို့လူတွေအမြင်ပြောတယ်ပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း90ကလာကဘာမြေကြီးကိုဆင်းသေးတယ်ပေါ့နော်ဒီလောက်တိုးတက်တဲ့ခေတ်ကြီးထဲမှာဘာလို့မဆင်းလဲပေါ့နော်ဒါပေမဲ့ဒီကိစ္စကကျွန်တော်မလွယ်ဘူးပေါ့နော်အကုန်ကြရှိမယ်ကျွန်တော်ပြီးတော့ဒီလူလေးဦးရဲ့အသက်ဆိုတာရှိသေးတယ်ပေါ့နော်သူတို့ကမတေချာရင်တော့မလုပ်ဘူးပေါ့နော်တေချာတိကျပြီးမှသူတို့ကလုပ်တာပေါ့နော်ဒါနောက်တက်မဲ့အစီအစဉ်ကတော့ကျွန်တော်ဒီလာကဘာရဲ့မြေကြီးပေါ်ကိုဆင်းတယ်ပေါ့နော်နောက်အစီအစဉ်ပေါ့ဒီအစီအစဉ်ကြတော့ကျွန်တော်လာကိုပတ်ပြီးတော့ပြန်လှည့်လာမှာပေါ့နော်ပြီးတော့ပြန်လှည့်လာတဲ့ခါကျရင်ကျွန်တော်ကဘာမြေကြီးဝင်လာဖို့ကကျွန်တော်အပူချိန်တွေတအားမြင့်တယ်ပေါ့နော်ကျွန်တော်အပူချိန်2000ကျော်တယ်ပေါ့နော်တော်ရင်တန်ဆိုတော့အကြီးပါပျော်နိုင်တယ်ပေါ့နော်ဒီလောက်အန်ဒီရများတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်အာဂါတအလုပ်ကအမတန်ဝင်အန်ဒီရများတာပေါ့နော်ကျွန်တော်ကတော့သူတို့ရဲ့အလုပ်ရောက်လေးစားတာပေါ့နော်တော်ရုံတန်ရုံလူမလုံနိုင်တဲ့အလုပ်ပေါ့နော်